ငါတစုံတရာပျော်ရွှင်ဖို့အတွက်နဲ့တော့လိမ်မပြောဘူးလို့သတ်မှတ်ထားတယ်။ဒီလိုစာကြောင်းမျိုးဆိုရင်ဘယ်လိုအင်္ဂလိပ် pattern တွေကိုသုံးပေးရမလဲ။ဆိုတော့ဒီနေ့ pattern လေးကကြတော့ I draw the line at forever ing ဆိုတဲ့ pattern လေးပဲဖြစ်ပါတယ်။မြန်မာလိုဆိုရင်တော့မလုပ်တော့ဘူးလို့သတ်မှတ်ထားတယ်။ကိုကတစ်ခုခုကိုလုံးဝမလုပ်တော့ဘူးလို့စိတ်ဆုံးဖြတ်ထားတဲ့အခြေအနေမျိုးတွေမှာဆိုရင်သုံးပေးလို့ရပါတယ်။ example အနေနဲ့ကြတော့ I draw the line at doing everything myself အကုန်လုံးကိုတယောက်တည်းတိုင်ကမလုပ်တော့ဘူးလို့သတ်မှတ်ထားတယ်။ I draw the line at doing everything myself. I draw the line at spending much money on cosmetics အလှကုန်ပစ္စည်းတွေအတွက်ငွေအများကြီးအကုန်ခံတော့ဘူးလို့သတ်မှတ်ထားတယ်။ I draw the line at spending much money on cosmetics. I draw the line at betraying a friend တကယ်ချင်းကိုသစ္စာဖောက်တာမျိုးမလုပ်ဘူးလို့သတ်မှတ်ထားတယ်။ I draw the line at betraying a friend.I draw the line at lying just to make someone happy တစုံတရာပျော်ရွှင်ဖို့အတွက်နဲ့တော့လိမ်မပြောတော့ဘူးလို့သတ်မှတ်ထားတယ်။ I draw the line at lying just to make someone happy. I draw the line as accepting so much responsibility နောက်ဆိုရင်တာဝန်တွေအများကြီးမယူတော့ဘူးလို့သတ်မှတ်ထားတယ်။ I draw the line as accepting so much responsibility. ဆိုတော့ဒီစာကြောင်းတွေကြရောအင်္ဂလိပ်လိုဘယ်လိုရေးရမလဲဆိုတာ comment မှာရေးခဲ့ပေးဦးနော်။ဒီလို10မိနစ်တည်းနဲ့အကျိုးရှိတဲ့ဗီဒီယိုတွေကိုလေ့လာခြင်းနဲ့ဆိုရင်တော့ငယ်ရဲ့ဒီကောင်းလေးကိုအပေါင်းလေးနှိပ်ပေးခဲ့အောင်နော်။ဒါဆို see you bye bye